ဒီနေ့ခေတ်မှာ smartphone သုံးတဲ့သူတိုင်း mobile app တွေကိုနေ့စဉ်နဲ့အမျှအသုံးပြုနေကြပါတယ်။တငယ်ချင်းတွေနဲ့ချက်တာအစားအသောက် order မှာတာ online ကနေစတင်တာငွေလွှဲတာစသဖြင့် digital life တစ်ခုလုံးနေပါကို mobile app တွေကအထောက်အကူပြုနေပါတယ်။ဒါဆိုရင်အဲ့ဒီ mobile app တွေကအခုလိုမျိုးနေရာတိုင်းမှာအသုံးဝင်လာဖို့ဘလို့တမိုင်းကြောင်းအဆင့်ဆင့်ကိုဖြတ်တန်းလာခဲ့လေဆိုတာလေ့လာကြည့်ဖို့ပါသလား။ဒီနေ့တော့ Innoverse က mobile app တွေရဲ့အဆင့်ဆင့်တိုးတက်လာတဲ့တမိုင်းကြောင်းအကြောင်းကိုအလွယ်တကူနဲ့နားလည်အောင်ပြပြပေးသွားပါမယ်။ mobile app တွေကအစပိုင်းမှာတော့ smartphone ထဲမှာ pre-install ကြိုတင်ထည့်သွင်းထားတဲ့ basic feature လေးတွေကနေစပြီးဒီနေ့လို billion နဲ့ချီတဲ့ download များရရှိနေတဲ့ digital ecosystem ကြီးတစ်ခုဖြစ်လာတဲ့အထိတိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒီတိုးတက်မှုတွေဟာဆိုရင်အဓိကအားဖြင့် smartphone hardware တွေတိုးတက်လာတာinternet connection တွေကောင်းလာတာ developer tool တွေအဆင့်မြင့်လာတာစသည်တို့ကြောင့်ဖြစ်ပါတယ်။ mobile app history ကိုပြောရမယ်ဆိုရင်1994ခုနှစ်ကစရပါမယ်။အဲ့ဒီအချိန်မှာပထမဆုံး smartphone လို့သတ်မှတ်နိုင်တဲ့ IBM Simon ဆိုတဲ့ device တစ်ခုထွက်ရှိခဲ့ပါတယ်။ IBM Simon ကယနေ့ခေတ်ဖုန်းတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အရင်ရိုးရှင်းနေတယ်လို့ထင်ရပေမဲ့စတင်ထွက်ရှိခဲ့တဲ့အချိန်မှာတော့လုံးဝပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပြီး၎င်းမှာ calculator, calendar, address book, notepad, email စတဲ့ built-in application 10ခုကျော်ပါဝင်ပါတယ်။ဒီနေ့ခေတ်နဲ့လုံးဝကွာခြားတဲ့အချက်ကတော့အဲ့ဒီခေတ်မှာ app store မရှိသေးပါဘူး။ဒါကြောင့် user တွေကဖုန်းထဲမှာပါပြီးသား app တွေကိုပဲအသုံးပြုလို့ရပါတယ်။နောက်ပိုင်း1999ခုနှစ်လောက်မှာတော့ wireless application protocol ဆိုတဲ့နည်းပညာတစ်ခုထွက်ရှိလာပြီး mobile phone တွေကနေ basic web page တွေကိုကြည့်နိုင်တဲ့ access ရရှိလာပါတယ်။တစ်ဖက်မှာလည်း Java ME ကိုအသုံးပြုပြီး developer တွေကရိုးရှင်းတဲ့ mobile game တွေ application အသေးစားတွေကို feature phone တွေအတွက်ဖန်တီးလာကြပါတယ်။2002ခုနှစ်မှာတော့ BlackBerry device တွေက business user တွေကြားမှာ popular ဖြစ်လာခဲ့ပါတယ်။အကြောင်းကတော့ BlackBerry ကထုတ်လုပ်လိုက်တဲ့ဖုန်းတွေမှာ wireless email နဲ့ productivity apps တွေပါဝင်လာတာကြောင့်ပါအဲ့ဒီချိန်ကစပြီးလူတွေဟာ email တွေပို့နိုင်တဲ့အလုပ်တာဝန်တွေကိုဖုန်းကနေ manage လုပ်နိုင်တာတွေကြောင့် mobile phone ကို communication device တစ်ခုတည်း productivity tool တစ်ခုလို့အသုံးပြုလာကြပါတယ်။ mobile app industry ကိုအကြီးမားဆုံးပြောင်းလဲပေးခဲ့တာကတော့2009ခုနှစ်မှာ Apple ကနေထွက်ရှိခဲ့တဲ့ iPhone မှာဒါပေမဲ့ mobile apps လောကကိုတကယ် revolution ဖြစ်စေခဲ့တာကတော့2008ခုနှစ်မှာ launch လုပ်ခဲ့တဲ့ App Store ဖြစ်ပါတယ်။ App Store မှာပြင်ပ developer တွေက app တွေတည်ဆောက်နိုင်တယ်။ user တွေကအလွယ်တကူ download လုပ်နိုင်တဲ့အတွက်ကမ္ဘာတစ်ဝန်းမှာရှိတဲ့ user တွေစီ app တွေရောက်ရှိနိုင်ပါတယ်။ App Store စတင် launch လုပ်တဲ့အချိန်မှာ app 900ကျော်လောက်ပဲရှိခဲ့ပါတယ်။ဒါပေမဲ့3ရက်အတွင်းမှာပဲ10 million ကျော် download rate ရရှိခဲ့ပါတယ်။ဒီ concept ကိုကြည့်ပြီး Google ကလည်း2008ခုနှစ်မှာ Android market ကို launch လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒါကို Google Play လို့ပြောင်းလဲခဲ့ပါတယ်။ဒီ platform တွေကြောင့်အရင်လို mobile carrier တွေက software ကို control လုပ်တဲ့ system ကနေ developer တယောက်ချင်းစီက app တစ်ခုချင်းစီဖန်တီးပြီး global user တွေစီ publish လုပ်နိုင်တဲ့ system ကိုပြောင်းလဲသွားပါတယ်။ဒီကနေစပြီး mobile app economy ကလျင်လျင်မြန်မြန်နဲ့တိုးတက်လာခဲ့ပါတယ်။2010နှစ်ပိုင်းကာလတွေမှာတော့ mobile app အသုံးပြုမှုကအရှိန်အဟုန်နဲ့တိုးတက်လာပါတယ်။အထူးသဖြင့် Android smartphone တွေကပိုပြီး affordable ဖြစ်လာတာကြောင့် smartphone user တွေက billion အထိတိုးလာပါတယ်။ apps တွေကလည်း social media, gaming, education, health, finance, productivity, entertainment စသဖြင့် category မျိုးစုံမှာတိုးလာပါတယ်။ယနေ့ခေတ်မှာ mobile app development ဆိုတာက idea တစ်ခုကနေစပြီး planning, UI UX design, coding, testing, deployment, maintenance ဆိုတဲ့ development life cycle တစ်ခုလုံးကိုဖြတ်သန်းရပါတယ်။ professional mobile app တစ်ခုတည်ဆောက်ဖို့ဆိုရင်ပြည့်မြတ်အားဖြင့်3လကနေ9လအထိကြာနိုင်ပါတယ်။ modern apps တွေမှာလည်း AI feature, cloud integration, 5G connectivity တို့ကိုအသုံးပြုလာကြပါတယ်။တချို့ developer တွေကလည်း Flutter လို cross-platform framework တွေအသုံးပြုပြီး app တစ်ခုတည်းနဲ့ Android နဲ့ iOS နှစ်ခုလုံးအတွက် build လုပ်နိုင်လာပါတယ်။2026ခုနှစ်လက်ရှိအချိန်မှာတော့ mobile apps တွေက next level evolution တစ်ခုတွေကိုဝင်လာနေပါပြီ။အခုခေတ်မှာ popular ဖြစ်လာတာကတော့ super apps concept ပါ။ super app ဆိုတာက app တစ်ခုထဲမှာ payment, shopping, messaging, transportation, booking service အကုန်လုံးကိုအသုံးပြုနိုင်တဲ့ platform ဖြစ်ပါတယ်။ဒါအပြင် mobile apps တွေမှာ augmented reality, AR, virtual reality, VR တို့ကိုအသုံးပြုပြီး immersive experience တွေဖန်တီးလာကြပါတယ်။နောက်ထပ် trend ဖြစ်တဲ့ AI personalization, voice assistant, edge computing စတဲ့နည်းပညာတွေကြောင့် apps တွေကပိုပြီး smart ဖြစ်လာပါတယ်။ဒါတွေမကသေးပါဘူး။ mobile apps တွေက IoT device တွေနဲ့ချိတ်ဆက်ပြီး smart home control,
wearable device, smart car စတာတွေကိုပါ mobile phone ကနေတိုက်ရိုက် control လုပ်နိုင်လာပါတယ်။အချင်းချုပ်ပြောရရင် mobile apps တွေက simple built-in tool လေးတွေကနေ AI power digital platform ကြီးတွေအထိနှစ်ပေါင်း30ကျော်အတွင်းမှာအလွန်မြန်ဆန်စွာပဲတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ဒီပညာရေးဆက်လက်တိုးတက်နေသလို mobile apps တွေရဲ့အနာဂတ်ကလည်းပုံမကြီးထွားလာဖို့အလားအလာများစွာရှိနေပါတယ်။ဒါကြောင့်နောက်တစ်ခါတင်ဖုန်းထဲမှာ app တစ်ခုဖွင့်တဲ့အခါအဲဒီ app နောက်ွယ်မှာနှစ်ပေါင်းများစွာတိုးတက်ပြောင်းလဲလာတဲ့သမိုင်းကြောင်းရှိနေတယ်ဆိုတာသတိရလိုက်ပါနော်။